ဒီနေ့သကြံနဲ့အလုပ်၄ရက်ပိတ်တယ်ပေါ့နော်၄ရက်ပိတ်တာဟဲ့မသွားတော့ပါဘူးကွာခန်းထဲမှာပဲနေတော့မယ်ပေါ့ရာသီဥတုကလည်းရမ်းပူတယ်ဆိုပြီးတော့အဲ့လိုမျိုးပဲစဉ်းစားထားတာပေါ့လေတကယ်တော့ခန်းမှာ2ရက်လောက်ပဲနေနိုင်တယ်ကွာဘလို့မှပြောမနေနိုင်တော့ဘူးပေါ့နော်ခန်းမှာလည်းရမ်းပူတယ်ပူတဲ့ခါကျတော့မပြောမလဲနေမနိုင်တော့3ရက်မြောက်နေ့ကြာလာလို့ရှိရင်လူကဘယ်လိုဖြစ်တာလဲဆိုတော့ဒီကနေထွက်ပြေးရှင်စိတ်တွေပါပေါက်လာတယ်ပေါ့နော်အဲဆိုမရတော့ဘူးနောက်နေ့ကြာရင်တော့တခုခုသွားမှဖြစ်မယ်ပြီးတော့နောက်ဆုံးတော့ဖက်ဘူးလီဖက်ကိုရောက်လာပါတယ်အခုတော့ဂျိုးတရားပေါ့နော်ခဏနေတော့ရေချောင်းမှာရေတွားကူမယ်ဗျာရေဆုံးဂျိုးတရားကိုလာလိုက်တာပေါ့နော်ဒီဘက်မှာတော့တော်တော်လေးဥစားဖြစ်တယ်လို့ပြောမလဲတဘာဝဆန်တယ်လို့ပြောအောင်ပါဘောနော်တောင်ကြီးကြားမှာကွာဒီကောင်းလေးတန်းနေရတယ်နောက်ပြီးတော့အပူရှင်ရလည်းနည်းနည်းဥစားဖြစ်တယ်တစ်ပင်တွေများတဲ့ခါကျတော့အပူရှင်နည်းနည်းရော့တယ်ကွာအပူနေတဲ့ဘက်မှာလည်းစားလို့ရှင်အခုကဘန်ကောက်တွေပါမသွားကျင်ဘူးကွာအရန်ပူတယ်ပေါ့နော်ဒီဘက်ဆိုတော့ဒီဘက်မှာတော့နေပူတာနည်းနည်းတက်တာတယ်အားကြောင့်ဒီဖက်ကိုလာလိုက်တော့ပေါ့နော်ခဏနေရင်ရေတော့ကူပါမယ်15ရောက်ပဲတက်လို့ဟောဒီနောက်ရောက်တော့ပူလှုပ်တယ်ဟာအလဲလှုပ်တယ်ဟာ time to swing ရေကူပါရှင်ဘောကနေပြောချတာမိုက်တယ်အဲ့လိုမျိုးတော့ကူးမယ်高了。နန်းနေနော်ဒီဟိုတော့ဖြစ်တယ်လို့နန်းရတယ်လို့ချွန်းနေနော်ဒီရနေချွန်းနေအေးရတော့အေးစိတ်နော်ကိုပေါ်ကနေမျိုးဆိုင်ကောင်းတယ်